တုတ်တန်ကျမ်းအခန်းကြီး1အငယ်1မှ6ပညာတရားဤဥပဒေတရားကိုသိ၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မည်အကြောင်းပညာသွန်သင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလျစ်လျူစွာဆုံးဖြတ်ခြင်းအမှုရာ၌လေ့ကျက်မည်အကြောင်းမိုက်သောသူသည်လိမ္မာ၍လူပျိုသည်ပညာသတိနှင့်ပြည့်စုံမည်အကြောင်းဒါဝိဒ်၏သားတော်ဖြစ်သောဣသရေလရှင်ဘုရင်ရှောလမုန်စီရင်သောတုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအတတ်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နက်နဲသောစကားတို့ကို၎င်းနားလည်သောနိဿရည်းဆရာအဖြစ်သို့ရောက်ရလိမ့်မည်အငယ်9မှ9ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေကိုမထီမဲ့မြင်ပြုတတ်ကြ၏ငါသားအဘ၏နည်းဥပဒေကိုနားထောင်လော့အမိ၏တရားကိုလည်းမပယ်နှင့်ထိုနည်းဥပဒေတရားတို့သည်သင်၏ခေါင်း၌တင့်တယ်သောဥယျာဉ်သင်၏လည်ပင်း၌ပတ်ရစ်သောလည်ဆွဲဖြစ်ကြလိမ့်မည်အငယ်10မှ19ငါသားလူဆိုးတို့သည်သင်ကိုသွေးဆောင်လျင်ဝန်မခံနှင့်သူတို့ကငါတို့နှင့်အတူလိုက်တော့သူအသက်ကိုတတ်အံ့သောငါစောင့်ကြစို့အချည်းနှီးအပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်းချိုင်းတွင်သို့ဆင်းသောသူတို့ကဲ့သို့တကိုယ်လုံးပါလျက်အသက်ရှင်လျက်ရှိသောထိုသူတို့ကိုမရဏနိုင်ငံမျိုးတကဲ့သို့မျိုးကြစို့အဖိုးထိုက်သောဗန္တာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေကြမည်ငါတို့နှင့်ပေါင်းဖော်တော့ရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လေငါသာသူတို့နှင့်အတူမလိုက်နှင့်သူတို့သွားသောလမ်းကိုရှောင်လော့အကြောင်းမူကားသူတို့ခြေသည်ဒုစရိုက်ပြုရာသို့ပြေး၍လူအသက်ကိုတတ်ခြင်းငှာလျင်မြန်၏အကယ်စင်စစ်ငှက်မျက်မှောက်၌ပိုက်ခွန်ကိုဖြန့်ထားလျင်အကြံမမြောက်ရာလူဆိုးတို့သည်ကိုယ်အသွေးကိုတွန်းအံ့သောငှာစောင့်၍ကိုယ်အသက်ကိုတတ်အံ့သောငှာချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုသို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိအရှင်၏အသက်ကိုတတ်တတ်၏အငယ်20မှ23ပညာသည်ပြင်မာကြွေးကြော်၍လမ်းခီးတို့၌မိမိစကားသံကိုလွှင့်တတ်၏လူစည်းဝေးရာအဦး၌၎င်းမြို့တံခါးဝတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မြွက်ဆိုသောစကားဟုမူကားအိုလူမိုက်တို့သင်တို့သည်မိုက်သောအကျင့်ကိုနှစ်သက်လျက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်း၌မွေ့လျော်လျက်မိုက်မဲသောသူတို့သည်ပညာအတတ်ကိုမုန်းလျက်အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုသင်တို့အပေါ်သို့ငါသွန်းလောင်း၍ငါစကား၏အနက်အဓိပ္ပာယ်ကိုနားလည်စေမည်အငယ်24မှ33ငါသည်ခေါ်၍သင်တို့သည်ငင်းပယ်သောကြောင့်၎င်းငါလက်ကိုဆန့်၍အဘယ်သူမျှမမှတ်သောကြောင့်၎င်းငါသတိပေးခြင်းရှိသမျှကိုသင်တို့သည်ပယ်၍ငါဆုံးမသောစကားတခွန်းကိုမျှနားမခံဘဲနေသောကြောင့်၎င်းသင်တို့သည်ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါငါရယ်မည်ကြောက်မက်ဖွယ်သောအမှုအရာရောက်သောအခါငါပြည့်ရပြုမည်သင်တို့ကြောက်မက်ဖွယ်သောအမှုသည်တုတ်တင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်းသင်တို့ပျက်စီးခြင်းအမှုသည်လေပြင်းမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍သင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူငါကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအတတ်ကိုမုန်းကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါသတိပေးခြင်းကိုအလျင်းနားမခံကြငါဆုံးမခြင်းရှိသမျှကိုမထီမဲ့မြင်ပြုကြ၏ထိုကြောင့်သူတို့သည်ကိုကျင့်ခြင်းအကျိုးပြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝါကြလိမ့်မည်ဉာဏ်တိမ်သောသူတို့သည်လမ်းလွဲသဖြင့်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအားဖြင့်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝပ်လိမ့်မည်
တုတ်တန်ကျမ်းအခန်းကြီး2အငယ်1မှ9ငါသားတင်းဒီပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုရှာဖွေသည့်တိုင်အောင်ငါစကားကိုနားခံ၍ငါပညာတို့ကိုအထဲ၌သွင်းမိလျင်၎င်းသိပ္ပံတက်ကိုခေါ်၍ဉာဏ်နောက်သို့အတန်ကိုလွှင့်လျင်၎င်းငွေကိုရှာတတ်သကဲ့သို့ပညာကိုရှာ၍ဝှက်ထားသောဗန္တာကိုစူးစမ်းတတ်သကဲ့သို့ဉာဏ်ကိုစူးစမ်းလျင်၎င်းထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်သည်နှုတ်ပတ်တော်အားဖြင့်သာဖြစ်တတ်၏ဖြောင့်မတ်သောသူတို့အဖို့ပညာရတနာကိုတိုထားတော်မူ၏တရားသဖြင့်ကျင့်သောသူတို့ကိုကွယ်ကာတော်မူ၏မိမိတန်ရှင်းသူတို့သည်တရားလမ်းကိုစောင့်ရှောက်မိအကြောင်းသူတို့၏လမ်းခီးကိုလုံခြုံစေတော်မူ၏ကျေးဇူးတော်ကြောင့်သင်သည်ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလျစ်လျူစွာဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသမျှတို့ကိုသိနာလည်လိမ့်မည်အငယ်30မှ22ပညာသည်သင်၏နှလုံးထဲသို့ဝင်၍သင်သည်သိကြားခြင်း၌မွေ့လျော်သောအခါတမာသတိသည်သင်ကိုထိမ့်သိမ်း၍ဉာဏ်သည်လည်းစောင့်ရှောက်သဖြင့်ဆိုးသောလမ်းမှကယ်တင်လိမ့်မည်ကောက်သောစကားကိုပြောတတ်သောသူဖြောင့်မတ်သောလမ်းကိုစွန့်၍မိုက်မဲသောလမ်းသို့လိုက်သောသူဒုစရိုက်၌မွေ့လျော်၍အာဓမလူ၏ကောက်လိမ်ခြင်းကိုအာရနှစ်သက်သောသူဖြောင့်သောလမ်းသို့မလိုက်ကောက်သောလမ်းသို့သာလိုက်သောသူတို့၏လက်မှ၎င်းအမျိုးပြတ်သောမိန်းမနှုတ်နှင့်ချော့မော့တတ်သောပြည်တန်ဆာမိန်းမအသက်ငယ်စဉ်ပဲ့ပြင်သောကျေးဇူးရှင်ကိုစွန့်၍မိမိဘုရားသခင်၏ပဋိညာဉ်တရားကိုမေ့လျော့သောမိန်းမလက်မှ၎င်းသင်ကိုကယ်တင်လိမ့်မည်ထိုမိန်းမ၏အိမ်သည်တေခြင်းနှင့်၎င်းသူလိုက်သောလမ်းတို့သည်တင်းကြိုင်းသားနေရာနှင့်၎င်းစပ်ဆိုင်သဖြင့်သူ၏အိမ်သို့ဝင်သောသူတစုံတယောက်မျှမပြန်ရအသက်လမ်းကိုမမီရသင်သည်သူတော်ကောင်းတို့၏လမ်းသို့ရှောက်၍ဖြောင့်မတ်သောသူတို့၏လမ်းခီးထဲကမထွက်ဘဲအစဉ်တစိုက်လိုက်ရမည်အကြောင်းတည်းဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍စုံလင်သောသူတို့သည်နေရာကျကြလိမ့်မည်အာဓမလူတို့မူကားပြည်တော်မှပယ်ရှင်းခြင်းလွန်ကျူးသောသူတို့သည်နှုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး3အငယ်1မှ4ငါသားငါပေးသောတရားကိုမမေ့နှင့်ငါပညတ်တို့ကိုသင်၏နှလုံးစောင့်ရှောက်ပါစေအကြောင်းမူကားပညတ်တရားသည်အသက်တာရှည်သောကာလနှစ်ပေါင်းများကို၎င်းငြိမ်ဝှက်ခြင်းကို၎င်းတိုးပွားစေလိမ့်မည်ကရုဏာတရားနှင့်သစ္စာတရားကိုသင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုသင်၏လည်ပင်း၌ဆွဲထားလော့နှလုံးအင်းစင်း၌ရေးသွင်းလော့ထိုတို့ပြုလျင်ဘုရားသခင်ရှေ့လူတို့ရှေ့မှမျက်နှာရ၍ယေရှုကိုခံရလိမ့်မည်အငယ်9မှ12ထာဝရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ကိုးစားလော့ကိုယ်ဉာဏ်ကိုအမိမပြုနှင့်သွားလေရာရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့တို့ပြုလျင်သင်၏လမ်းခီးတို့ကိုပဲ့ပြင်တော်မူမည်ငါသည်ပညာရှိ၏ဟုကိုမထင်နှင့်ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လော့တို့ပြုလျင်သင်၏အကြောတို့သည်အားတန်၍အယိုးတို့သည်ခြင်စီနှင့်ပြည့်စုံကြလိမ့်မည်သင်သည်ကိုယ်ဥစ္စာနှင့်အဦးသီးသောအသီးနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လော့တို့ပြုလျင်သင်၏စပျစ်တို့သည်ကြွယ်ဝ၍စပျစ်သီးနေရာတစားတို့ကိုအသစ်သောစပျစ်ရည်ရှံလိမ့်မည်ငါသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ဘဲမနေနှင့်သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်စေနှင့်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏နှစ်သက်တော်မူသောသားကိုဒဏ်ခတ်တော်မူတတ်၏အငယ်73မှ26ဉာဏ်ပညာကိုရှာ၍ရသောသူသည်မင်္ဂလာရှိ၏အကြောင်းမူကားပညာကုန်သွယ်ခြင်းသည်ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏ပညာကုန်သွယ်၍ရသောအမြတ်လည်းရွှေစင်ထက်သာ၍ကောင်း၏ပညာသည်ပရမများထက်သာ၍အဘိုးထိုက်ပေ၏နှစ်သက်ဖွယ်သမျှသောအရာတို့သည်ထိုယတနာကိုမပြိုင်နိုင်ကြသူ၏လက်ရလက်၌သက်တာရှိသောကာလလက်ဝဲလက်၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏ပညာလမ်းတို့သည်တာယာသောလမ်းပညာလမ်းရှိသမျှတို့သည်ငြိမ်ဝှက်လျက်ရှိကြ၏ပညာကိုကင်ဆွဲသောသူသည်
အသက်ပင်ကိုရပြီ။လက်မလွတ်သောသူသည်မင်္ဂလာရှိ၏။ထာဝရဘုရားသည်ပညာတော်အားဖြင့်မြေကြီးကိုတည်၍ဥာဏ်တော်အားဖြင့်မိုဃ်းကောင်းကင်ကိုပြင်ဆင်တော်မူပြီ။သိပ္ပံအတတ်တော်အားဖြင့်နက်နဲသောအရပ်အက်ကွဲ၍မိုဃ်းတိမ်မှလည်းနှင်းရည်ကျတတ်၏။ငါ့သားပညာရတနာနှင့်သမ္မာသတိကိုသင့်မျက်မှောက်မှမကွာစေဘဲအစဉ်စောင့်ရှောက်လော့။သို့ပြုလျှင်ထိုရတနာတို့သည်သင်၏ဝိညာဉ်၌အသက်သင်၏လည်ပင်း၌ဂုဏ်အသရေဖြစ်လိမ့်မည်။သင်သည်ခရီးသွားရာ၌ဘေးမရှိခြေမတိုက်မိဘဲသွားလိမ့်မည်။အိပ်သောအခါကြောက်เสียမရှိရ။ကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်။လျင်မြန်သောဘေးနှင့်လူဆိုးတွေ့တတ်သောပျက်စီးရာဘေးကိုကြောက်เสียမရှိရ။အကြောင်းမူကားထာဝရဘုရားသည်သင်ယုံကြည်ကိုးစားရာဖြစ်၍သင်၏ခြေကိုမကြော့မိစေခြင်းငှါစောင့်မတော်မူလိမ့်မည်။ကျေးဇူးကိုခံသင့်သောသူတို့အားကျေးဇူးပြုရသောအခွင့်ရှိလျှင်မပြုဘဲမနေနှင့်။အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်သွားတော့တဖန်လာဦးတော့နက်ဖြန်မှငါပေးမည်ဟုမပြောနှင့်။စိုးရိမ်ခြင်းမရှိဘဲသင့်အနားမှာနေသောအိမ်နီးချင်း၌မကောင်းသောအကြံကိုမကြံနှင့်။သင်၌အပြစ်မပြုသောသူကိုအကြောင်းမရှိဘဲရန်မတွေ့နှင့်။ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကိုမတောင့်တနှင့်။သူလိုက်သောလမ်းတစုံတခုကိုမျှအလိုမရှိနှင့်။အကြောင်းမူကားထာဝရဘုရားသည်သဘောကောက်သောသူတို့ကိုစက်ဆုပ်ရွံရှာတော်မူ၏။ဖြောင့်မတ်သောသူတို့မူကားကိုယ်တော်နှင့်မိဿဟာယဖွဲ့ရသောအခွင့်ရှိကြ၏။မတရားသောသူ၏နေရာသည်ထာဝရဘုရားကျိန်တော်မူခြင်းကိုတွေ့တတ်၏။တရားသောသူ၏နေရာကိုကားကောင်းကြီးပေးတော်မူ၏။အကယ်စင်စစ်ကဲ့ရဲ့တတ်သောသူတို့ကိုကဲ့ရဲ့တော်မူ၏။စိတ်နှိမ့်ချသောသူတို့အားကားကျေးဇူးပြုတော်မူ၏။ပညာရှိသောသူတို့သည်ဘုန်းအသရေကိုအမွေခံရ၍မိုက်သောသူတို့မူကားအရှက်ကွဲခြင်းကိုထမ်းသွားရကြလိမ့်မည်။သုတ္တန်ကျမ်းအခန်းကြီး4အငယ်1မှ9ငါသားတို့အဘ၏နုပရိသကိုနားထောင်၍ဉာဏ်သဘောကိုနားလည်ခြင်းငှါစေ့စေ့မှတ်ကြလော့။ကောင်းသောဩဝါဒကိုငါပေး၏။ငါပညတ်တရားကိုမပယ်ကြနှင့်။ငါမူကားအဘ၏ရင်နှင့်အမိရှေ့မှာနူးညံ့၍အချစ်ဆုံးသောသားဖြစ်၏။ငါအဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ငါစကားကိုသင်၏နှလုံး၌သွင်းမိ၍ငါပညတ်တို့ကိုကျင့်စောင့်သဖြင့်အသက်ရှင်လော့။ပညာကိုဆည်းဖူးလော့။ဉာဏ်ကိုဆည်းဖူးလော့။သတိမလစ်စေနှင့်။ငါ၏နှုတ်ထွက်စကားကိုမလွှဲမရှောင်နှင့်။ပညာကိုမစွန့်နှင့်။သူသည်သင့်ကိုထိန်းသိမ်းလိမ့်မည်။သူ့ကိုချစ်လော့။သင့်ကိုစောင့်မလိမ့်မည်။ပညာသည်အမြတ်ဆုံးသောအရာဖြစ်၏။ပညာကိုဆည်းဖူးလော့။ဆည်းဖူးသမျှသောဥစ္စာတို့တွင်ဉာဏ်ကိုဆည်းဖူးလော့။သူ့ကိုအမြတ်ထားလော့။သူသည်သင့်ကိုချီးမြှောက်လိမ့်မည်။သူ့ကိုဘက်ယမ်းလျှင်ဂုဏ်အသရေကိုပေးလိမ့်မည်။သင်၏ခေါင်းကိုတင့်တယ်သောဦးရစ်နှင့်ပတ်ရစ်၍ဘုန်းကြီးသောသရဖူကိုအပ်နှံလိမ့်မည်။10ငါသားငါစကားကိုနားထောင်နာယူလော့။သို့ပြုလျှင်သင့်အသက်နှစ်ပေါင်းများလိမ့်မည်။ပညာလမ်းကိုငါပြသ၍မှန်သောလမ်းခရီးတို့၌သင့်ကိုငါပို့ဆောင်၏။ရှောက်သွားလျှင်ကျဉ်းမြောင်းရာသို့မရောက်။ပြေးသောအခါတိုက်မိ၍မလဲရ။ဥပဒေသကိုကိုင်ဆွဲလော့မလွှတ်နှင့်။စောင့်ထားလော့။အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။အဓမ္မလူတို့လမ်းထဲသို့မဝင်နှင့်။ဆိုးယုတ်သောသူတို့နှင့်အတူမလိုက်နှင့်။သူတို့လမ်းကိုကျဉ်ရှောင်လော့။လိုက်မသွားနှင့်။လွှဲ၍သွားလော့။သူတို့သည်သူတပါး၌အပြစ်မပြုရလျှင်မအိပ်တတ်။တစုံတယောက်သောသူကိုမလဲစေလျှင်အိပ်၍မပျော်တတ်။ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ညှဉ်းဆဲခြင်းနှင့်ဆိုင်သောစပျစ်ရည်ကိုသောက်တတ်ကြ၏။ဖြောင့်မတ်သောသူတို့၏လမ်းသည်တက်သောအာရုဏ်ကဲ့သို့ဖြစ်၍နေထွက်သည့်တိုင်အောင်တိုးပွားထွန်းလင်းတတ်၏။မတရားသောသူတို့၏လမ်းမူကားမှောင်မိုက်ကဲ့သို့ဖြစ်၍သူတို့လဲသောအခါအဘယ်အရာကိုတိုက်မိသည်ဟုမသိရကြ။20ငါသားငါစကားကိုနားထောင်လော့။ငါဟောပြောချက်တို့ကိုနားသွင်းလော့။သင့်မျက်မှောက်မှမကွာစေနှင့်။နှလုံးတွင်း၌စောင့်ထားလော့။အကြောင်းမူကားထိုတရားစကားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးကျန်းမာခြင်းအကြောင်းကိုတွေ့ရပြီ။နှလုံးသည်အသက်၏အခြေအမြစ်ဖြစ်သောကြောင့်သ
သင်၏နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လော့။ကောက်သောစကားကို၎င်း၊ငြင်းဆန်တတ်သောနှုတ်ခမ်းတို့ကို၎င်းဝေးစွာပယ်ရှောင်လော့။သင်၏မျက်စိသည်ရှေ့ရှုကြည့်၍မျက်ခမ်းတို့သည်တည့်တည့်အာရုံပြုစေလော့။သင်သွားရာလမ်းကိုစူးစမ်း၍သွားလေရာရာ၌တည်ကြည်ခြင်းရှိစေလော့။လက်ျာဘက်လက်ဝဲဘက်သို့မတိမ်းမလွှဲနှင့်။ဒုစရိုက်ပြုရာလမ်းကိုရှောင်လော့။တုတ်တန်ကျမ်းအခန်းကြီး9ခန်းငယ်1မှ14ငါသားသင်သည်တမာတရိရှိ၍သင်၏နှုတ်ခမ်းသည်သိပ္ပံတတ်ကိုစောင့်မိအကြောင်းငါပညာကိုမှတ်ကျုံ၍ငါပေးသောဉာဏ်သို့တင့်နာကိုလှဲ့လော့အကြောင်းမူကားအမျိုးပြတ်သောမိန်းမ၏နှုတ်ခမ်းသည်ပြားလဘုကဲ့သို့ယိုတတ်၍သူပြောသောစကားသည်စီထက်ချောတော်လဲအဆုံး၌ကားသူသည်ဘင်းခါရွက်ကဲ့သို့ခါ၍တန်လျက်နှင့်အမျှထက်၏သူ၏ခြေတို့သည်တေခြင်းသို့ဆင်း၍သူသွားရာလမ်းသည်မရဏနိုင်ငံသို့ရောက်တတ်၏သင်သည်အသက်လမ်းကိုမဆင်ခြင်ရအောင်သူထုံးစံဓလေ့တို့သည်တရွေ့ရွေ့ပြောင်းလဲသဖြင့်သင်သည်နားမလည်နိုင်ရတို့ဖြစ်၍ငါသားတို့ငါစကားကိုနားထောင်ကြလော့ငါဟောပြောချက်တို့ကိုမပယ်ကြနှင့်ထိုသို့သောမိန်းမကိုဝေးစွာရှောင်သွားလော့သူနေရာတကားဝသို့မချဉ်းနှင့်သို့မဟုတ်သင်သည်ဂုဏ်အသရေကိုသူတစ်ပါး၌၎င်းကိုယ်အသက်ကိုကြမ်းတမ်းသောသူတို့၌၎င်းအပ်လိမ့်မည်တပါးအမျိုးသားတို့သည်သင်၏စည်းစိမ်နှင့်ပြည့်ဝကြလိမ့်မည်သင်လုပ်၍ရသောဥစ္စာသည်တပါးအမျိုးသားအိမ်သို့ရောက်လိမ့်မည်နောက်ဆုံး၌သင်အသားသင်ကိုယ်ကာယဆွေးမြေ့သောအခါငါသည်တွင်တင်ခြင်းကိုမုန်းလေပြီတကားဆုံးမခြင်းကိုစိတ်နှလုံးထဲမှမထီမဲ့မြင်ပြုလေပြီတကားငါဆရာတို့၏စကားကိုနားမထောင်ဘဲငါအားတွင်တင်သောသူတို့၏စကားကိုနားမခံဘဲနေလေပြီတကားစီဝေသောပရိသတ်များအလယ်၌ဒုစရိုက်မျိုးကိုကုံစင်လူသည်တိုင်အောင်ငါပြုလေပြီတကားဟုမြည်တမ်းရလိမ့်မည်အငယ်15မှ23ကိုဆိုင်သောရေအိုးကိုသုံး၍ကိုရေတွင်တက်ကထွက်သောစမ်းရေကိုတောက်လော့သင်ဤစမ်းရေများပြား၍လမ်းများအနားမှစီးသောမြစ်များဖြစ်စေလော့တပါးမျိုးသားနှင့်ပေါင်းဖက်၍မဆိုင်စေဘဲကိုတပါးသည်သာဆိုင်စေလော့သင်ဤစမ်းရေတွင်၌မင်္ဂလာရှိစေ၍အသက်အရွယ်ပြိုစဉ်ကာလပေါင်းဖော်သောမယားနှင့်အတူပျော်မွေ့လော့သူသည်စုံမက်တတ်သောတမင်မှနှစ်လိုပွေသောဒီယေမကဲ့သို့ဖြစ်၍သူ၏သားမြတ်တို့သည်သင်၏အလိုဆန္ဒကိုအစဉ်ပြေစေ၍သူကိုချစ်သောစိတ်နှင့်အစဉ်ယဉ်မှုလျက်နေလော့ငါသားသင်သည်အမျိုးပြတ်သောမိန်းမနှင့်အဘယ်ကြောင့်ယဉ်မှုသနည်းပြည်တန်ဆာမ၏ရင်ဘတ်ကိုအဘယ်ကြောင့်ဖက်ယမ်းသနည်းလူသွားလာသမျှသောလမ်းတို့သည်ထာဝရဘုရားမျက်မှောက်တော်တို့၌ရှိကြ၍သွားလာသမျှသောအချင်းရာတို့ကိုစူးစမ်းတော်မူ၏အာဓမလူသည်မိမိပြုသောဒုစရိုက်အပြစ်ဖြင့်ဖမ်းမိခြင်းမိမိအပြစ်ကြိုးတို့ဖြင့်ချီနှောင်ခြင်းကိုခံရလိမ့်မည်သူသည်အလွန်မိုက်သောကြောင့်မှားယွင်း၍တွင်တင်ခြင်းကိုမခံရဘဲတည်သွားရလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး6အငယ်1မှ9ငါသားသင်သည်အဆွေခင်မွန်းအတွက်အာမခံမိတော်၎င်းသူတစ်ပါးနှင့်လက်ဝါးချင်းရိုက်မိတော်၎င်းကိုနှုတ်ထွက်စကားဖြင့်ကြော့မိပြီကိုပြောသောစကားကြောင့်အမှုရောက်လေပြီငါသားသင်သည်အဆွေခင်မွန်းလက်သို့ရောက်မိလျှင်ကိုနှုတ်အံ့သောငါအဘယ်သို့ပြုရမည်နည်းဟုမူကားအဆွေခင်မွန်းထံသို့သွား၍ကိုနှိမ့်ချလျက်သူ့ကိုနှိုးဆော်လော့အိမ်မပျော်နှင့်မျက်စိမှိတ်၍မငိုက်နှင့်မုတ်ဆိုးလက်မှသမင်ဒီကို၎င်းငှက်ကို၎င်းနှုတ်ရတကဲ့သို့ကိုနှုတ်လော့အငယ်6မှ15အချင်းလူပြင်းပျောစိတ်ထံသို့တွား၍သူ၏အပြုမူတို့ကိုဆင်ခြင်သဖြင့်ပညာရှိစေလော့ပျောစိတ်သည်ဆရာမရှိပဲ့ပြင်သောသူမရှိမင်းမရှိဘဲလျက်ຫນွေကာလနှင့်စပါးရရာကာလ၌မိမိစားเสียအစာကိုရှာဖွေတူထားတတ်၏အိုလူပြင်းသင်သည်အဘယ်မျှကာလပတ်လုံးအိပ်လျက်နေလိမ့်မည်နီအဘယ်သောအခါနိုးလိမ့်မည်နီခဏအိပ်လျက်ခဏပျော်လျက်အိပ်ပျော်အံ့သောငါခဏလက်ချင်းပိုက်လျက်နေစဉ်တွင်ဆင်းရဲခြင်းသည်ခရီးသွားသောသူကဲ့သို့၎င်းဥစ္စာပြုံးတိခြင်းသည်သူရဲကဲ့သို့၎င်းရောက်လာလိမ့်မည်ဆိုးရုပ်သောသူနှင့်မတရားသောသူသည်ကောက်လိမ်သောစကား၌ကျင်လည်တတ်၏မျက်တောင်ခတ်လျက်ခြေဖြင့်အမှတ်ပေးလျက်လက်ချောင်းတို့ဖြင့်တွင်တင်လျက်ပြုတတ်၏ကောက်သောစိတ်သဘောနှင့်
ပြည့်စုံ၍မကောင်းသောအကြံကိုအစဉ်ကြံစီတတ်၏သူတစ်ပါးချင်းရန်တွေ့စေခြင်းငှာပြုတတ်၏ထိုကြောင့်သူသည်အမှတ်တမဲ့အမှုရောက်၍ကိုးကွယ်ရာမရဘဲချက်ချင်းကျိုးပဲ့ပျက်စီးရလိမ့်မည်အငယ်16မှ19ထာဝရဘုရားမုန်းတော်မူသောအရာ6ပါးမကဆက်ဆုပ်ရွံရှာတော်မူသောအရာ9ပါးဟုမူကားထောင်လွှားသောမျက်နှာတစ်ပါးမုသာ၌ကျင်လည်သောရှာတစ်ပါးအပြစ်မရှိသောသူ၏အသက်ကိုတတ်သောလက်တစ်ပါးမကောင်းသောအကြံကိုကြံစီသောနှလုံးတစ်ပါးအပြစ်ပြုရာသို့အလျင်မြန်ပြေးတတ်သောခြေတစ်ပါးမုသာစကားကိုပြော၍မမှန်သောသက်သေတစ်ပါးအပေါင်းဖော်ခြင်းရန်တွေ့စေခြင်းငှာပြုတတ်သောသူတစ်ပါးတည်းအငယ်20မှ35ငါသားအဖ၏ပညတ်စကားကိုနားထောင်လော့အမိပေးသောတရားကိုမပယ်နှင့်နှလုံးပေါ်မှာအမြဲချီ၍လယ်ပင်၌ဆွဲထားလော့သင်သည်အခြားသို့သွားသောအခါထိုပညတ်တရားသည်လမ်းပြလိမ့်မည်အိပ်သောအခါသင်ကိုစောင့်လိမ့်မည်နိုးသောအခါသင်နှင့်နှုတ်ဆက်လိမ့်မည်အကြောင်းမူကားပညတ်တော်သည်မီးခွက်ဖြစ်၏တရားတော်သည်အလင်းဖြစ်၏အပြစ်ကိုပြတ်တတ်သောဩဝါဒစကားသည်အသက်လမ်းဖြစ်၏ဆိုးသောမိန်းမနှင့်၎င်းအမျိုးပြတ်သောမိန်းမချော့မော့တတ်သောနှုတ်နှင့်၎င်းလွတ်စေခြင်းငှာတင့်ကိုစောင့်ဖို့ရာဖြစ်သည်ထိုသို့သောမိန်းမသည်အဆင်းလှတော်လဲတတ်မဲ့သောစိတ်မရှိနှင့်သူသည်မျက်ခမ်းတို့ဖြင့်တင့်ကိုမကြော့မိစေနှင့်အကြောင်းမူကားပြည်တစာမကိုမှီဝဲသောယောက်ျားသည်ဆင်းရဲ၍မုတ်တလုံးကိုသာရတတ်၏မြောက်မှထားသောမိန်းမသည်လည်းမြတ်သောအသက်ကိုဖန်တတ်၏လူသည်အဝတ်မလောင်ဘဲမီးကိုပိုက်ဖက်နိုင်သလောခြေမလောင်ဘဲမီးခဲပေါ်မှာနင်းနိုင်သလောသူမယားထံသို့ဝင်သောသူသည်ထိုနည်းတူဖြစ်၏သူမယားကိုပြစ်မှားသောသူမည်သည်ကားအပြစ်နှင့်မကင်းမလွတ်နိုင်ရာမွတ်သိပ်သောစိတ်ပြေစေခြင်းငှာခိုးသောသူပင်အပြစ်မလွတ်ရတွေးမိလျင်ခုနစ်ဆပြန်ပေးရမည်ကိုယ်အိမ်၌ရှိသမျှသောဥစ္စာတို့ကိုလျော်ရမည်သူမယားကိုပြစ်မှားသောသူသည်ဉာဏ်မရှိထိုသို့ပြုသောသူသည်မိမိအသက်ကိုဖျက်ဆီးတတ်၏နာကျင်စွာထိခိုက်ခြင်းနှင့်အသရေရှုံချခြင်းကိုခံရလိမ့်မည်သူ၏အရှက်ခွဲခြင်းသည်မပြေနိုင်အကြောင်းမူကားယောက်ျားသည်မယားကိုမယုံသောစိတ်ရှိလျင်ပြင်းထန်စွာအမျက်ထွက်တတ်၏အပြစ်ပေးခြင်းရောက်သောအခါတနာခြင်းမရှိတတ်လျော်ပြစ်ငွေမည်မျှကိုပမာဏမပြုတတ်များစွာသောလက်ဆောင်တို့ကိုပေးတော်လဲစိတ်မပြေတတ်အခန်းကြီး9အငယ်1မှ5ငါသားငါစကားကိုစေ့စေ့နားထောင်၍ငါပညတ်တို့ကိုသင်၌သိုထားလော့ငါပညတ်တို့ကိုစောင့်ရှောက်၍အသက်ရှင်လော့ငါပေးသောတရားကိုကိုမျက်ဆန်ကဲ့သို့စောင့်လော့သင်၏လက်ချောင်းတို့၌ချီထား၍သင်၏နှလုံးအင်းစင်း၌ရေးမှတ်လော့ပညာကိုကိုယ်နှမဟူ၍၎င်းဉာဏ်ကိုကိုယ်ပေါက်ဖော်ဟူ၍၎င်းခေါ်လော့တို့ပြုလျင်သူတို့သည်အမျိုးပြတ်သောမိန်းမနှုတ်နှင့်ချော့မော့တတ်သောပြည်တန်ဆာမိန်းမလက်မှတင့်ကိုကယ်တင်ကြလိမ့်မည်အငယ်6မှ29ငါအိမ်ပတွင်ရကြားမှငါကြည့်၍မြင်ရသောအမှုဟုမူကားဉာဏ်တိမ်သောအမျိုးသားချင်းစုကိုငါကြည့်ရှုစဉ်တွင်ဉာဏ်မရှိသောလူပြိုတယောက်သည်ထိုသို့သောမိန်းမနေရာလမ်းတောင်အနားသို့ရှောက်သွားသဖြင့်မိုးချုပ်၍ညဦးချိန်ညစ်နက်သောအချိန်ရောက်သောအခါထိုမိန်းမနေရာလမ်းသို့လိုက်လေ၏ပြည်တန်ဆာအဝတ်ကိုဝတ်၍ဆန်းပြားသောမိန်းမသည်ထိုသူကိုကြိုဆို၏ထိုမိန်းမသည်ကျယ်သောအသံနှင့်ခိုင်မာသောစိတ်သဘောရှိ၏ကိုယ်အိမ်၌မနေလေတတ်၏ခဏအိမ်ပြင်ခဏလမ်းထဲမှနေလျက်လမ်းတောင်အရပ်ရပ်၌ချောင်းမြောင်း၍ကြည်တတ်၏ထိုလူပြိုကိုတွေ့သောအခါရဲသောမျက်နှာနှင့်ဖမ်းဘက်နမ်းရှုပ်လျက်ငါ၌မိဿဟာယပူဇော်တကာရှိ၏ယနေ့ငါဂတိဝတ်ကိုငါဖြေပြီထိုကြောင့်တင့်ကိုကြိုးဆိုအံ့သောငါထွက်လာပြီတင့်မျက်နှာကိုကြိုးစားရှာ၍တွေ့ပြီငါကရင်ကိုချဲလေသောအိယာခင်းနှင့်၎င်းအေဂုတုပိတ်ချောနှင့်၎င်းပြင်ဆင်ပြီငါမှုရာကိုမှုရန်အကျော်တစ်ကြပိုးနှင့်ထုံပြီလာပါမိုးလင်းသည့်တိုင်အောင်ကာမရာဂစိတ်ကိုဖြေကြကုန်အံ့မေထုံပြု၍မွေ့လျော်ကြကုန်အံ့ငါအရှင်သည်အိမ်မှမရှိငွေအိတ်ကိုဆောင်လျက်ဝေးသောအရက်သို့သွားပြီးပွဲနေ့ရောက်မှသာပြန်လာလိမ့်မည်ဟုချစ်ဖွယ်သောစကားနှင့်
ထိုသူကိုသွေးဆောင်၍ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်နွားသည်အသေးခံရာသို့လိုက်တဲ့ကဲ့သို့၎င်းသမင်တရသည်မိမိအသေး၌မြားမထိုးမိတိုင်အောင်ဖမ်းမိရာတဲသို့ဝင်တဲ့ကဲ့သို့၎င်းငှက်သည်မိမိအသက်ဆုံးစေခြင်းဟာထောင်မှန်းကိုမရိပ်မိဘဲကြော့ကွင်းတဲ့သို့အလျင်မြန်ဝင်တဲ့ကဲ့သို့၎င်းလူပြိုသည်ထိုမိမနောက်သို့ချက်ချင်းလိုက်သွားတတ်၏တို့ဖြစ်၍ငါသားတို့ငါစကားကိုနားထောင်၍ငါဟောပြောချက်တို့ကိုမှတ်ကျုံကြလော့ထိုသို့သောမိမနေရာလမ်းကိုစိတ်မငဲ့ကွက်နှင့်သူကျင်လေသောလမ်းခီးသို့လွှဲ၍မလိုက်နှင့်အကြောင်းမူကားသူသည်စစ်သူရဲ့အများတို့ကိုလှဲလေပြီခွန်အားကြီးသောသူအများတို့ကိုတတ်လေပြီသူ၏အိမ်သည်တေမင်း၏ဘုံဗိမှန်သို့ဆင်း၍မရဏနိုင်ငံသို့ရောက်သောလမ်းဖြစ်၏